အိဆာတလုံးကိစ္စတုံးအနေဆာဆိုတာကောတကားကြီးဘလို့သဘောပေါက်ထားသလဲအနေဆာဆိုတာမမြဲတာပေါ့ဖေဟာအိုးတွေပကံတွေကွဲရတာတိုက်တွေအိမ်တွေရေကြီးလို့မီးလောင်လို့ပျက်စီးရတယ်ဆိုတာလဲမမြဲတဲ့သဘောတရားမို့အနေဆာပေါ့ဖေဟာလူတွေတည်ရတယ်ဆိုတာလဲမမြဲလို့တည်ရတာဆိုတော့အနေဆာရောက်တယ်လို့ပြောရတာပဲမဟုတ်လားဖေဟာတကားကြီးသိထားတဲ့အနေဆာကမမြဲဘူးဆိုတာလောက်တင်သိနေတဲ့အများပြောတဲ့အနေဆာပဲဖေဟာဟောတဲ့အနေဆာမဟုတ်သေးဘူးအနေဆာအမြဲမရှိဘူးဆိုတာဗဟိတမှာရှိတဲ့အိုးမမြဲအိမ်မမြဲတရဝါမမြဲတာသိယုံလေးနဲ့အနေဆာမဆုံးသေးဘူးအိုးတို့အိမ်တို့မမြင်ခင်အာယုံမပြုတ်ခင်ကအိုးလို့တိမဲ့စိတ်အိမ်လို့တိမြည်စိတ်ဘာဘာညာညာလို့တိမြည်စိတ်မှတ်မြည်စိတ်တွေကိုကငကိုကမရှိမူလကမရှိဖြစ်လာပြန်တော့လဲပျောက်သွားလို့မရှိဆိုတဲ့စိတ်အမြဲမရှိတာကိုသိမှအနေဆာရဲ့အစအဆုံးကိုသိတာတကားကြီးအိုးကိုမမြင်ခင်ကအိုးလို့တီးတဲ့စိတ်ရှိရဲ့လားမရှိပါဘူးဖေ။အိုးကိုအာယုံမပြုတ်ခင်အိုးလို့တီးမဲ့စိတ်ပျောက်မနေဘူးလားပျောက်နေပါတယ်ဖေ။အေးဟုတ်တယ်အိမ်ထဲမှာနေပေမဲ့လည်းအိမ်ကိုအာယုံမပြုတ်ရင်အိမ်လို့တီးတဲ့စိတ်ငါအိမ်လို့ဆွဲတဲ့စိတ်တွေဟာပျောက်နေတယ်မရှိဘူးအိမ်ကိုအာယုံပြုတ်လိုက်တော့မှအိမ်ကိုသတိရတဲ့စိတ်သားကိုသတိရတဲ့စိတ်တွေဟာပေါ်လာရတာအာယုံမပြုတ်ခင်ကတော့အိုးစိတ်အိမ်စိတ်သားစိတ်သမီးစိတ်ဘာစိတ်မှဖြစ်ပြီးသားအနေနဲ့ရှိမနေကြဘူးအတန်တစ်ခုခုကိုကြားမှဒါကကျေးစီတန်ဒါကခေါင်းလောင်းတန်လို့သိတဲ့စိတ်အနက်တစ်ခုခုကိုရှူမိမှပန်းနံအပုပ်နံလို့သိတဲ့စိတ်တွေကဖြစ်လာရတာမမြင်ခင်မကြားခင်မနှံ့ခင်မခံမစားခင်ကဘာဘာညာညာလို့သိမိစိတ်မှတ်မိစိတ်တွေဟာမပေါ်သေးတော့ပျောက်နေတယ်သူ့ဆိုင်ရာအာယုံနဲ့ဒွါရတိုက်လိုက်တော့မှဒီစိတ်တွေကဖြစ်လာရတာဖြစ်လာပြန်တော့လဲတီမနေနိုင်ဘူးပြက်ရပြန်တယ်ပြက်တဲ့စိတ်တွေကလည်းချုပ်ပြောက်သွားကြလို့မရှိတော့ဘူးအဲ့ဒီလိုငကိုကမရှိမူလာကမရှိဖြစ်လာပြန်တော့လဲပျောက်ပြက်သွားလို့မရှိတော့ဘူးဆိုတော့အမြဲတမ်းရှိမနေတဲ့အနေဆာကိုသိရမှာဒါကြောင့်အနေဆာဆုံးတယ်ဆိုတာမိမိရဲ့မနှောကဘာဘာညာညာလို့သိတဲ့စိတ်မှတ်တဲ့စိတ်ကြံတွေးတဲ့စိတ်တွေဟာမဖြစ်မီကမရှိဘူးဖြစ်တဲ့နောက်ပြက်တယ်ပြက်သွားလို့မရှိတော့ဘူးလို့သိလိုက်ရင်အနေဆာဆုံးပါတယ်ဖြစ်လာတဲ့တရားတွေပြက်သွားလို့မရှိတာကတန်မိတ်တအနေဆာလို့ခေါ်တယ်ကဘာထုံအနေဆာအိုးကွဲအိမ်ကွဲအနေဆာလို့ခေါ်တယ်ဖြစ်မိစိတ်တွေကငကိုကလည်းမရှိဘူးအစကလည်းမရှိဘူးဖြစ်ပြီးနောက်ပြက်သွားလို့လည်းမရှိတော့ဘူးလို့သိလိုက်မှအမြဲရှိမနေတဲ့အနေဆာကိုသိသွားတာအဲ့ဒါကိုပါဠိလိုအနိမိတ်တအနေဆာလို့ခေါ်တယ်အနိမိတ်တအနေဆာဆိုတာမိမိရဲ့မနှောမှာဖြစ်နေတာတွေဘာမှမရှိဘူးသူထင်ငါထင်မှုယောက်ျားမိန်းမထင်မှုဆိုတဲ့ပုံကိုယ်တော်အရေးနမိတ်တွေမရှိဘူးပျောက်နေတယ်လောဘရိတ်ဒေါသရိတ်ချစ်ရိတ်မုန်းရိတ်ပူရိတ်ဆွေးရိတ်ဆိုတဲ့ကိလေသာဘာဆိုဘာမှမရှိဘူးပျောက်နေတယ်မဖြစ်ခင်ကတည်းကမဖြစ်သေးလို့မရှိဘူးပျောက်နေတယ်ဖြစ်လာပြန်တော့လဲပြက်ရပြန်လို့ပျောက်နေတယ်မဖြစ်ခင်ကမရှိဘူးလို့သိတာဟာဥပတ်ဆုံးကိုသိတာဖြစ်တဲ့နောက်ပြတ်သွားလို့မရှိဘူးလို့သိတာကပင်ဆုံးကိုသိတာဒါဖြင့်အနိစ္စအနေနဲ့ဖြစ်မှုပြတ်မှုတွေမရှိတော့တာကိုသိသွားပြီဖြစ်မှုပြတ်မှုတွေမရှိရင်အဲ့ဒီဖြစ်ပျက်ဆုံးတဲ့နေရာမှာဘာရှိမလဲဒါလေးစဉ်းစားကြည့်စမ်းပါဖြစ်ပျက်ဆုံးတဲ့နေရာမှာဆုံးရရှိတယ်ဖြစ်ပျက်ပြောက်တဲ့နေရာမှာပျောက်ရရှိတယ်ဖြစ်ပျက်ကုန်တဲ့နေရာမှာကုန်ရရှိတယ်ခမည်းတော်တရားအားထုတ်သူတွေဖြစ်တာကိုလည်းသိတယ်ပြတ်တာကိုလည်းသိတယ်ပြတ်တဲ့နောက်မရှိတာကိုလည်းသိတယ်အဲ့ဒီဖြစ်ချင်းပြတ်ချင်းတွေမရှိလို့ပျောက်နေတဲ့နေရာမှာဘာရှိမလဲဆိုတာလေးသိဖို့လိုနေတာဘာရှိမလဲဘာမှမရှိလို့လွတ်နေတဲ့လွတ်ရကြီးဟာလာကြီးဟင်းလင်းကြီးရှိတာပေါ့အဲ့ဒီလွတ်ရကုံရဆုံးရဟာနိဗ္ဗာန်မှာပဲဖြစ်မှုပြတ်မှုတွေမရှိလို့ဆုံးနေတဲ့နေရာမှာဆုံးရရှိတယ်ဖြစ်ပျက်ဆုံးရနိဗ္ဗာန်ဆိုတာဒါကိုပြောတာပဲလောဘဒေါသမောဟတွေမရှိလို့ကုံပြောက်နေတဲ့နေရာမှာကုံရရှိတယ်လောဘကုံရနိဗ္ဗာန်ဒေါသကုံရနိဗ္ဗာန်မောဟကုံရနိဗ္ဗာန်ဆိုတာလဲဒါပါပဲဒါကြောင့်အနေဆာတလုံးကိစ္စတုံးဆိုသလိုအနေဆာတလုံးသိလိုက်တာနဲ့အနေဆာဒုက္ခအနတ္တလက္ခဏာကြီး၃ပါးနဲ့ရှုပြီးဖြစ်လို့နိဗ္ဗာန်မြင်သွားတာပါပဲဒီတရားစာကို audio version နဲ့တင်ရခြင်းရည်ရွယ်ချက်ကတော့ပေါ့နော်ကျွန်မအာယုံကြောအားနေတယ်ဒါကြောင့်မလို့ screen ကိုအမြဲတစေမကြည့်နိုင်ဘူးပေါ့ screen time ကြာလာတဲ့ခါကျလို့ရှိရင်မျက်လုံးတွေအရမ်းနာလာတယ်တခါကျရင်မျက်လုံးတွေလည်းညောင်းပြီးတော့မှိတ်ကြကြအောင်ဖြစ်လာတယ်ပေါ့ဒါကြောင့်မလို့တကြီးရွယ်ကိုဒီကျွန်မလိုမျိုးအာယုံကြောအားမကောင်းတဲ့လူတွေအတွက်တရားဘာဝနာတွေကိုလေ့လာခြင်းနဲ့ဖတ်ရှုမှတ်သားခြင်းနဲ့ဆိုလို့ရှိရင်လွယ်လွယ်ကူကူနဲ့လေ့လာမှတ်သားလို့ရအောင်ရည်ရွယ်ချက်နဲ့ audio version နဲ့တင်ပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်